Hello ဖူဖူပါဒီဗီဒီယိုလေးကတော့လူများကြားထဲမှာရေးပန်းစားပြီးတော့လူတိုင်းသိရှိပြီးသားဖြစ်တဲ့ hospitality ဘိုင်းနဲ့ပတ်သက်တဲ့ commercial လေးကိုရိုက်ပြီးတဲ့ TikTok ဗီဒီယိုရဲ့ behind the scenes ပဲဖြစ်ပါတယ်ဒီနေ့ YB Education မှာ hospitality ဘိုင်းနဲ့ပတ်သက်တဲ့ class အသစ်လေးတွေဖွင့်မယ်ဆိုပြီးတော့သိထားရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဖူဖူဒီမှာ TikTok ဗီဒီယိုလေးတွေရိုက်ပြီးနေရပါဖူဖူခုပြောတဲ့ TikTok ကိုတော့အခုဖူဖူအပေါ်ထောက်မှာပြထားတဲ့ YB Education ရဲ့ officially TikTok page မှာတွားပြီးတော့ကြည့်ရှုလို့ရပါတယ်ရှင် YB Education မှာရှိတဲ့ staff တွေကအရန်ဟိုမှာ friendly ဖြစ်တယ်လို့မျိုးကျောင်းသားကျောင်းသူတွေနဲ့လည်းနွေးနွေးထွေးထွေးဆက်ဆံပေးကြပါတယ်။ဒါအပြင်ဟိုမှာ admin team ကလည်းအရန်ဟိုမှာ helpful ဖြစ်ပါတယ်။ YB Education မှာ hospitality ဘိုင်းနဲ့ပတ်သက်တဲ့ exam တော်တော်များများကိုလည်းတက်လို့ရတယ်လို့မျိုးသင်တန်းပြီးတော့ပြီဆိုလို့ရှိရင်လည်း local internship overseas internship တွေကိုစီစဉ်ပေးပါတယ်။ဒါအပြင်ဟိုမှာနိုင်ငံခြားထွက်ပြီးတော့အလုပ်လုပ်ချင်တဲ့လူတွေပဲဖြစ်ဖြစ်ပြည်တွင်းမှာပဲအလုပ်လုပ်ချင်တဲ့လူတွေပဲဖြစ်ဖြစ် YB Education ကနေပြီးတော့ပြည်တွင်းပြည်ပအလုပ်ခိုင်ခွင့်လန်းနေလည်းချိတ်ဆက်ပေးနေပါတယ်ရှင်။ရုံးမှာရှိတဲ့ admin တွေအနေနဲ့ကလည်းသင်တန်း registration လုပ်တာတွေ schedule စီစဉ်တာတွေ student support လုပ်တာတွေအကုန်လုံးကိုတိတိကျကျ handle လုပ်နိုင်ပါတယ်။ဒါအပြင်ဟိုမှာ student တွေ admin တွေနဲ့ teacher တွေကြားမှာလည်း friendly ဖြစ်ဖြစ်သင်ကြားရမယ့်အကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ YB Education မှာရှိတဲ့သင်တန်းတိုင်းကို practical တွေ interactive style တွေနဲ့တိတိကျကျအသေးစိတ်သင်ကြားပေးတာပဲဖြစ်ပါတယ်။သင်တန်းမှာစာတွေ့ကိုလည်းအသေးစိတ်တိတိကျကျရှင်းပြပြီးတော့လက်တွေ့ကိုလည်းကျောင်းသားကျောင်းသူတွေတယောက်ချင်းစီတိုင်းကိုမလွတ်အောင်လို့ပြုလုပ်ပြီးတော့သင်ကြားလေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ဒါအပြင်ဟိုမှာကိုကသင်တန်းတက်ပြီးသွားလို့ကျောင်းမှာလာပြီးတော့ practice ပြန်လုပ်ချင်တယ်ပြန်ပြီးတော့အသေးစိတ်လေ့ကျင့်ချင်တယ်ဆိုလို့ရှိရင်လည်း YB Education ကအများအား welcome လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကျောင်းသူတွေအနေနဲ့လည်းတော်တော်လေးဟိုမှာအဆင်ပြေတဲ့သင်တန်းကျောင်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ YB Education မှာသင်ကြားပေးတဲ့ဆရာဆရာမတွေကလည်းလောက်သက်မှုတွေအများကြီးကျောင်းတဲ့ဆရာဆရာမတွေဖြစ်တယ်လို့မျိုးကျောင်းသားတွေနဲ့လည်း close contact ဖြစ်အောင်လို့တည်တည်ချာချာလေးသင်ကြားပေးပါတယ်။သင်ခန်းစာတွေကိုလည်းတေချာနားလည်အောင်လို့လက်တွေ့နဲ့တေချာပြုလုပ်ပေးပြီးတော့သင်ကြားပေးပါတယ်။ YB Education မှာသင်တန်းတက်ရောက်ပြီးသွားပြီဆိုလို့ရှိရင်တော့အလုံးနဲ့သက်ဆိုင်တဲ့ support team တွေကိုရမှာဖြစ်တယ်လို့မျိုး career guardian တွေကိုလည်းရုံးဘက်ကနေညွှန်ပြပေးမှာပဲဖြစ်ပါတယ်။ဒါအပြင်ဟိုမှာနိုင်ငံခြားထွက်ပြီးလုပ်ချင်တဲ့လူတွေအတွက်လည်း email checking လုပ်တာတွေ email writing ရေးတာတွေ interview practice လုပ်တာတွေကိုလည်းအသေးစိတ်တည်တည်ချာချာသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ဒါအပြင်ဟိုမှာ internship connection တွေပါအကုန်လုံးပေါက်ဆက်သင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစီမာကစာတွေ့လက်တွေ့အပြင်ဟိုမှာတခြားနိုင်ငံသားထွက်ဖို့အတွက်လည်းအများကြီးကြိုးတက်ရောက်မယ်လို့ယုံကြည်ပါတယ်။အခုဆိုလို့ရှိရင် YB Education မှာလည်း class အသစ်လေးတွေဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ hotel ဘိုင်းနဲ့ပတ်သက်ပြီးတော့အခုမှစပြီးဝင်ကျင်တဲ့လူတွေ hospitality ဘိုင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံသားထွက်တာပဲဖြစ်ဖြစ်ပြည်တွင်းမှာပဲဖြစ်ဖြစ်အတန်မဝမ်းကြောက်လောက်ကိုင်ခြင်းတဲ့လူတွေအနေနဲ့ YB Education ရဲ့ Facebook page မှာလည်းသင်တန်းလေးတွေကိုတွားရောက်အနံ့လို့ရတယ်